အားလုံးပဲမင်္ဂလာပါဗျာကြောက်ကဝေဒနာရှင်များနားထောင်ပြီးတော့ဆေးရုံကမရလို့တိုက်လာတဲ့လူရဲ့ဆေးရုံမှာမေ့မျောနေတဲ့ကြောက်ကဝေဒနာရှင်များနားထောင်ပြီးတော့ဆေးရုံမှာသူတို့ကုတယ်ကုရင်မေ့မျောပြီးတော်တော်ကြာရင်မနိုင်ရင်သူတို့မနိုင်တော့ဘူးသူပြန်လှုပ်လိုက်တယ်နော်အဲ့လိုလူတွေနားထောင်ပြီးကျွန်တော်စေနာမြစ်တာနဲ့ကုညီပေးရလူအသက်တစ်ချောင်းကိုကျွန်တော်ကယ်ပေးတာအဲ့လိုဖြစ်ခဲ့ရင်အမျိုးတွေထဲမှာရှိခဲ့ရင်ဝေမျှပေးလိုက်နော်ငွေချင်းတွေထဲမှာသိရလူများအယောဂဖြစ်နေကုညီပေးလိုက်နော်လူအသက်တစ်ချောင်းငွေချင်းတို့ကော်ပီလုပ်ပေးလိုက်တာနဲ့သူတို့အသက်ကိုကယ်တယ်လို့ဖြစ်သွားတယ်ဘာမှမခက်ဘူးဘာမှလည်းဈေးမကြည့်ဘူးနော်မသိရင်သေရတယ်အယောဂဝေဒနာဆေးရုံတွေကမနိုင်ရင်ပြန်လှုပ်လိုက်တယ်နော်ဒီမှာဆယ်တော်ရွက်အဲ့ဒါလေး3ခွက်တစ်ခွက်ကြိုးတောက်လိုက်နော်အဲ့ဒါဆိုရင်သူတို့ကစီးသွားတာစပြောင်းသွားလိုက်မယ်အရင်တော့အနှဲ့ပါလိုက်အားတက်လိုက်တာနဲ့အနေကဖြည်းဖြည်းပျောက်သွားမယ်နော်ထမင်းစားခြင်းစိတ်တွေပါပေါ်လာမယ်အဲ့လိုမှမဟုတ်ရင်မလုပ်ဘူးဆိုဆေးရုံမှာနေသူတို့မေ့မျောနေတာဘာစကားမှပြောနိုင်ဘူးလူသေးကောင်ပုံစံမျိုးပဲအဲ့လိုတုံးလုံးကြီးပဲနေတာဘေးကလူနာလည်းစိတ်မချမ်းသာဘူးလူနာဆောင်းတဲ့လူကကြွေးမွေးမယ်ပြုစုပေးမယ်သူကလည်းဘာစကားမပြောမေ့မျောနေဒီယောဂဝေဒနာဒါခံစားနေတာအားကြောင့်မို့တငယ်ချင်းတို့လည်းကိုချင်းစားတယ်ဆိုရင်ဒါလေးကို